ဒီနေ့ကတော့အဲဝါမျိုးချောင်းမှာမိုးရမ်းရွာလို့ဆိုပြီးတော့ဒီနေ့မျိုးချောင်းလာရှာတာပေါ့ဗျာဒီနေ့ရတဲ့ကြောက်လေးအားလုံးပေါ့၄လုံးဒီနေ့ရတာဗျမရှားလူလည်းအများကြီးပဲမိုးရမ်းရွာလေးရှာလို့ကောင်းလေပဲဗျအဲဝါမျိုးချောင်းတော့ဒါကြောက်ရှာခြင်းနဲ့မိတ်ဆွေများအတွက်အဲဝါမျိုးချောင်းတော့လုံးဝကောင်းနေပါပြီဒါဒီနေ့အဲဝါမျိုးချောင်းကနေကျွန်တော်ရထားတဲ့ကြောက်မျိုးလေးပေါ့ဗျာဒီကောင်လေးကတော့ချင်းပါတယ်ဗျဒီဘက်တစ်ချက်မှာကျန်တာကတော့ချော်လုံးမောက်လုံးပဲရေပန်းခေါင်းမယ်ကြောက်ကတော့ဒါလေးလည်းမျိုးကောင်းတယ်ဗျာ၄တောင်တုံးလေးရန်လေးကမှလုံးဝရော့နေရပဲဒီကောင်တော့ရန်တုံးဖြစ်ဖို့များတယ်ဗျဒါပေမဲ့ကြောက်မျိုးလေးဆိုတော့ကောက်ထားပါဗျာအိမ်ရောက်မှတခြားကြည့်မယ်ပေါ့ဒါလေးကလည်းတိတိဆွဆွလေးချော်ပြီးချော်ကက်လေးဒီနေ့အဲဝါမျိုးချောင်းမှာရှာရင်းနဲ့ရတာပေါ့ဗျာမျိုးချောင်းနိုင်ရင်းနဲ့ဒီလိုခုလိုရှာခြင်းနဲ့မိတ်ဆွေတွေရှိရင်တော့လာရှာလို့ရပါတယ်ဒီအဲဝါမျိုးချောင်းမှာမိုးရမ်းရွာလေးရှာလို့ကောင်းနေပဲဗျ